ဒါအကောင့်ရှောက်တိုင်းနီးနောက်အပိုင်းနှစ်လာမယ်ကျွန်တော်အခုအကောင့်ကလည်းဖွင့်ပြီးသွားပြီအကုန်လုံးအဆင်သင့်ဖြစ်တယ်ရပြီဆိုတဲ့ email ကလည်းဝင်လာပြီဆိုလို့ရှိရင်နှစ်ပတ်လောက်ကြာတယ်တစ်ပတ်ဒါကိုယ့်ရဲ့နေရာနဲ့လိုက်ပြီးတော့သူကအမှားမရှိဘူးဆိုလို့ရှိရင်တော့တစ်ပတ်ကနေနှစ်ပတ်အတွင်းစာအိတ်ရောက်လာတယ်စာအိတ်ရောက်တာနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ QR code ပေါ့နော်ကျွန်တော်ဖတ်ရမှာဖြစ်တယ်ဒီ QR code ရဲ့အောက်မှာသူက login password ပေးထားတယ် login password ရဲ့ login ID ပေါ့နော်ဆိုပြီးတော့သူကနှစ်ခုပေးထားတယ်အဲ့ဒါကိုကျွန်တော်ဒီနေရာမှာရေးပေးရမှာဖြစ်တယ်ဆိုတော့ဒီမှာ login ID ပေးထားတဲ့ဟာကျွန်တော်ဒီမှာရေးမယ်သူပြီးလို့ရှိရင်သူအဲ့ဒီစာရွက်ထဲမှာပါလာတဲ့ password ပေါ့နော် password ကိုကျွန်တော်ဒီနေရာမှာပြန်ထည့်ပေးမယ်ပြီးလို့ရှိရင်ဒီနေရာရောက်သွားမှာเนาะဆိုဒီဘက်ရောက်သွားတဲ့အခါမှာဒါဒီတိုင်းပဲဆက်သွားရုံပဲနောက်ဒီအဆင့်မှာเนาะဒီအဆင့်မှာကဒီ password အသစ်ပေးရမယ်ကျွန်တော် password ကကွက်ကိုအဆင်ပြေတဲ့ဟာဒါအသစ်ပေးရမယ်เนาะဒီအသစ်ပေးပြီးတာနဲ့ဒါတေချာလေးမှတ်ထားပါ password တွေကမေ့တတ်တယ်ကွက်ကိုလုပ်ရင်ကျော်ဆိုရင်လည်းအမြဲတမ်းလုပ်ရင်ဒါ password ပေးပြီဆိုရင်ချက်ချင်းရေးပြီးတော့မှတ်ထားရတယ်မဟုတ်လို့ရှိရင်ခဏမေ့သွားเนาะတေချာလေးဒါလေးမမေ့အောင်မှတ်ထားရမယ်ဒါ password အသစ်ပေးရမယ်နေရာနောက်တစ်ခုဒီဟာဟိုနေ့ကလည်းအဲ့အရင်သင်တန်းဟွာပဲကောင်မလေးတယောက်ဒီပင့်လေးလုံးကဘယ်ဟာလဲတဲ့ဘယ်တော့ဟာတော့ဆိုပြီးတော့မှလာမေးတယ်နော်ဒီပင့်ကအဲ့ဒီခုနဟာတွေကျွန်တော်ထည့်ပြီးလို့ရှိရင်ဒါအန်ရှောဘန်ကိုဒီထိုရီဟီကီအန်ရှောဘန်ကိုလို့ခေါ်တယ်ပေါ့နော်ဒီကျွန်တော်ငွေထုတ်တဲ့ချိန်လဲဒီဟာနဲ့ထုတ်ရဒီအယောင်းအဝယ်လုပ်ရင်လဲဒီပင့်လေးလုံးပေါ့နော်ဒီဟာလိုတယ်ဒီဟာမရှိလို့ရှိရင်လုပ်လို့မရအောင်ငွေလဲထုတ်လို့မရဘူးအဲ့အတွက်ကြောင့်ဒီပင့်လေးလုံးကျွန်တော်ဒီနေရာမှာထည့်ပေးထည့်တဲ့နေရာမှာတတိထားမှာနော်ဘာရလဲဆိုရင်ဆိုတော့ဒီမှာသူကဘယ်လိုထည့်ရမလဲဆိုတော့ဒီမှာရေးထားတယ် sorry ဆိုတော့ဒီနေရာမှာpointing လုပ်ရင်တော့ so much ဆွဲလို့မရဘူးတော့ဒီနေရာမှာသူကရေးထားတယ်နော်ဘယ်လိုရေးထားလဲဆိုရင်ဒီမှာနာမည်ဥပမာအင်္ဂလိပ်စကားလုံးနှလုံးလောက်ပါမယ်ကဏန်းနှလုံးပါတယ်ဒါအကြီးသုံးလဲရတယ်အသေးသုံးလဲရတယ်ဗောနော်ဒါနှစ်ခုအဲ့လိုလုပ်ပေးရမယ်ဆိုပြီးတော့ဒါဥပမာပေးထားတယ်ဆိုတော့ပင့်ကိုရေးတဲ့အခါမှာကျွန်တော်နာမည်ဥပမာနာမည်ရဲ့စကားလုံးအကြီးနှလုံးတို့ဒါမှအကြီးတစ်လုံးအသေးတစ်လုံးတို့အဲ့လိုမျိုးဗောနော်ဒါရလို့ရှိရင်သူကချက်ချင်းဝင်လို့ရတယ်မရတဲ့အချိန်ကြီးရှိရပေါ့နော်သူကဒီပုံစံနဲ့လုပ်ပေးပါဆိုပြီးတော့ဘယ်နှခါရေးရေးမရတဲ့ဟာတွေလည်းရှိတယ်အဲဒါကြောင့်ဒီရတဲ့ဟာကိုကျွန်တော်ပြောင်းပြီးတော့ရေးပြီးတော့ဒီလေးလုံးပေးရမယ်ဆိုတော့ဒီလေးလုံးကလည်းတေချာလေးမှတ်ထားဖို့လိုတယ်နော်တေချာလေးမှတ်ထားရမှာဖြစ်တယ်ဒါမေ့လို့မရဘူးဒီဟာမေ့လို့ရှိရင်ဒါလည်းပြဿနာပဲကိုယ့်အကိုဟိုဟာပြန်သွားပြောင်းအောင်မှာဆိုတော့နောက်တစ်ဆင့်ကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာဒါကျွန်တော်ရွေးပေးတဲ့အတိုင်းပဲရွေးပါဒီတိုင်းနေအကုန်လုံးဒီရွေးထားတဲ့အတိုင်းရွေးမယ်ဒီနေရာမှာလည်းဒီတိုင်းရွေးမယ်ဒီနေရာအခုက3ပေါ့နော်4 5ကကျွန်တော်ဒီထဲမှာမပါလာအောင်4 5ကမပါလာဘူးဆိုတော့အဲ့မှာ4 5မှာလည်းကျွန်တော်ဒီအတိုင်းပဲရွေးပေးရုံပဲဒီဟာနံပါတ်4မှာလားမသိဘူးဆိုတော့အဆင့်မှာလားမသိဘူးဒီတိုင်းရွေးပေးပါပြီးလို့ရှိရင်ဒီဗာနင်းရှူလားမသိဘူးကိုယ့်ရဲ့ဝင်ငွေတစ်နှစ်ဝင်ငွေကဘယ်လောက်လဲဆိုတဲ့ဟာရှိတယ်အဲအဲ့နေရာမှာကိုယ့်ရဲ့တစ်နှစ်ဝင်ငွေအတိအကျမလို့ပေါ့နော်တို့ရဲ့ပြတ်မြတ်ဘယ်လောက်ဆိုရင်ဘယ်လောက်ရွေးပေးရုံပဲနောက်တစ်ခုကအဲ့ဘာရှိသေးလဲအဲ့မှာသူရွေးခိုင်းတဲ့ဟာလက်ရှိငွေကဘယ်လိုကိုယ့်လက်ထက်ကဘယ်လောက်ရှိလဲဆိုစသဖြင့်ပေါ့နော်ရှိတယ်အဲ့ဒါအဲ့နေရာမှာလဲဒါဟိုရှိတဲ့ဟာရွေးလိုက်ဒါပြဿနာမရှိဘူးသူမှသူရွေးဖို့ပေးထားတဲ့ဟာပေါ့နော်အဲ့ဒါပဲရွေးပေးပါဆိုတော့နောက်
ဒီအဆင့်ပေါ့နော်ဒီအဆင့်မှာကျတော့ဒီအပေါ်ဆုံးဟာပဲကျွန်တော်ရွေးပေးမယ်ဒီဟာကြတော့ဒါပြောချင်တာကဒီ stock ကိုလုပ်နေတဲ့အလုပ်ကဒီဂျပန်ရဲ့ stock exchange မှာတော့ list မလုပ်ထားဘူးလို့နော်မလုပ်ထားတဲ့ဟာတွေဖြစ်တယ်တကယ်တော့အဲလုပ်ထားတဲ့ဟာတွေဒီဟာတွေအောက်ကဟာတွေသွားရွေးမိဒီဟာတွေရွေးမိလို့ရှိရင်သွားကုတ်ဒီပါတွေသွားဖြစ်ရတယ်နော်ကုတ်နံပါတ်ဒီကုမ္ပဏီရဲ့ဟွာတွေအများကြီးဖြစ်ရအလုပ်ရှုပ်တယ်ဆိုတော့ဒီအယုတ်ရှင်းဆုံးကတော့အပေါ်ဆုံးဟာဒီဟာလေးရွေး 2 နိုင်ပြည့်တယ်လား ရွေးပြီးတော့ဒီကျန်တဲ့ဟာတော့ကျွန်တော်ဒီတိုင်းပဲထားလို့ရတယ် ဘာလို့ကို ဆို လဲ တော့ ပြေပြီးတော့ဟာ ရွေးပြီးတော့ကျွန်တော်ဒီလက်ရှိလုပ်နေတဲ့ကုမ္ပဏီနာမည်ပေါ့နော်ဒီနေရာမှာခုနကကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့အောက်မှာဒီနေရာမှာကျွန်တော်ကုမ္ပဏီနာမည်ရေးပေးမယ်ကုမ္ပဏီနာမည်ရေးပြီးလို့ရှိရင်ဒီဟာအမှတ်ချစ်ရုံပဲเนาะအမှတ်ချစ်ပေးလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဆက်သွားလို့ရပြီ ဟုတ်တယ် ဒီဟာဒီမပြည့်ထားလို့ရှိရင်တော့ဒါဆက်သွားလို့မရအောင်နောက်အဆင့်တစ်ခုကပါလဲဆိုလို့ရှိရင် နိုင်ဝိုင်းကပြောနိုင်ဝိုင်း ဆိုတော့ဒါကျွန်တော်ဒီနေရာပေါ့နော်ကော့ကစက်ကီမှာလည်းကျွန်တော်ဒီမြန်မာကိုရွေးပေးဖို့လိုတယ်မြန်မာရွေးပေးမယ်ကျန်တဲ့ဟာကတော့အကုန်လုံးဒီတိုင်းထားမယ် ဟုတ်တယ်နော် နောက်တစ်ခုကတော့ဒီနောက်ဆုံးပေါ့နော်ကျွန်တော်ဒီနေရာမှာအမှန်ချစ်ပေးမယ်ဒီနေရာကိုအမှန်ချစ်ပေးပြီးတော့ဒါဒီ9ရောကိုကျွန်တော်ဆက်သွားလိုက်မယ် ဒါပေမဲ့အခု အဲ့ ကို ဆို ဝို လို့ င်း ရှိ မ ရင် လား ကျွန်တော်ဒီ my number เนาะဒီနေရာမှာ my number အော လို့ င်းဖော် အဲ့တော့ကြောင့်ကျွန်တော် my number တောင်းတာဖြစ်တယ်ဒီနေရာမှာ my number ကမထည့်လို့ရှိရင် ငါတို့ရမှာတော့ တက်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာ my number ကိုထည့်ပေးမယ် my number ကထည့်တဲ့အချိန်မှာသူက လူစားပါကြည့်ငါတို့ကမတဲ့3လောက် နံပါတ်ပါတဲ့အဖက်ပဲเนาะနံပါတ်ပါတဲ့ဖက်ချမ်းပဲကျွန်တော်ထည့်ပေးရမှာဖြစ်တယ်ဒီဟိုထည့်เสียမလို့တပ်ပုံပါတဲ့ဟာပေါ့နော်နံပါတ်ပဲလိုတယ်အဲ့တော့ကြောင့်ဒီနံပါတ်ကတက်တန်းမရှင်လေရတယ် ဟုတ်ရိုင်းကြကြောက်ရတော့ပါလေ ဆိုတော့နောက်အဆင့် ဆေးရောမင်းလည်းပြရမတော့ my number လည်းထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအဆင့်မှာဆိုပြီးသွားပြီပေါ့နော်ကျွန်တော်ဒီအဆင့်ရောက်ပြီဆိုလို့ရှိရင်တော့ပြီးသွားပြီကျွန်တော်အကောင့်ကိုစပြီးတော့ login ဝင်လို့ရပြီ